မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာသင်တန်းမှာကြိုဆိုပါရစေကျွန်တော်နာမည်နိုင်လေးဦးပါခင်ဗျာကျွန်တော်ဒီကနေ့ Photoshop သင်ခန်းစာလေးကိုမျှဝေပေးသွားချင်ပါတယ်ခင်ဗျာကျွန်တော်တို့ Photoshop မှာကိုမလိုအပ်တဲ့အစိပ်ပိုင်းတွေကိုဖယ်ပြီးတော့အဲ့ဒီနေရာမှာပေါ့နော်ကိုထည့်ကျင်တဲ့ဓာတ်ပုံတွေစာသားတွေနဲ့အစားထိုးထည့်တဲ့သင်ခန်းစာလေးပါခင်ဗျာအဲ့တော့သင်ခန်းစာလေးကိုစလိုက်အောင်နော်ကျွန်တော် Photoshop လေးကိုဖွင့်လိုက်ပါမယ်ခင်ဗျာโอเคကျွန်တော်ကတော့ပုံလေးကိုကျွန်တော်အခုလုပ်ပြမှာတော့ဖိတ်စာလေးပါနော်ဖိတ်စာလေးကိုအဲဒီဖိတ်စာလေးရဲ့စာလေးကိုဖြတ်ပြီးတော့ကိုထည့်ကျင်တဲ့ပုံလေးစာလေးထည့်တဲ့သင်ခန်းစာလေးပါတော့ကျွန်တော်ပုံလေးကိုထည့်မှာဖြစ်တဲ့အတွက် file လေးကိုသွားပါ open ကိုနှိပ်ပေးလိုက်မယ်နော်ဒါလေးကတော့ကိုလှုပ်ရှင်တဲ့ပုံလေးကိုသွားယူပါပါကျွန်တော်လှုပ်ရှင်တဲ့ပုံလေးကတော့ download ထဲမှာရှိရဖြစ်တဲ့အတွက်ဒီပုံလေးကိုတစ်ချက်နှိပ်ပြီးတော့ open ဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်နော်โอเคခုဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီပုံလေးပါဒီပုံလေးကိုကျွန်တော်ဘာလုပ်ချင်တာလဲဆိုတော့ပေါ့နော်ဒီပုံလေးကိုကျွန်တော်ဒီစာတွေကိုသူ့ရဲ့စာတွေကိုဖြတ်ပြီးတော့ပေါ့နော်အစာထိုးပြီးတော့ကိုထည့်ခြင်းတဲ့နောက်ခံလေးရယ်ဖျားပုံတော်လေးရယ်ပေါ့နော်ထည့်တဲ့သင်္ကန်းအဲ့လိုလုပ်တဲ့ပုံစံမျိုးလေးပါအဲ့တော့ကျွန်တော်သူ့ကိုဖယ်ခြင်းတယ်ဆိုလို့ရှိရင်သူ့ကိုလေယာပွားတယ်ပါအခုဆိုလို့ရှိရင်ဥမာဆိုပါဆိုပေါ့နော်ကျွန်တော်ကဒီအတွင်းထဲစာလေးကိုဖြတ်ရှင်တယ်ဆိုလို့ရှိရင်ရိုးရိုးပေါ့နော်ဒီလာစီယိုတူးလေးကိုယူပြီးတော့ကျွန်တော်အလွယ်တကူဒီမှာအကုန်လုံးကို selection ပေးလိုက်မယ်နော်โอเคဆက်လက်ဝင်သွားပြီ keyboard ကနေပြီးတော့ကျွန်တော်ကနေပြီးဖြတ်ချင်တယ်ဆိုလို့ရှိရင်ဖြတ်ကြည့်လိုက်ပါဒါဆိုလို့ရှိရင်ဒီမှာဘယ်လိုမှဖြတ်လို့မရပါဘူးဒီပုံစံအတိုင်းလာပေါ်နေပါလိမ့်မယ်เนาะဒါဖြတ်နေရပါအခုလောလောဆယ်ဒီမှာဖြတ်လို့မရဘူးเนาะโอเคဘာကြောင့်ဖြတ်လို့မရဘူးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ layer သူကဒါသူ့ရဲ့ဒီမှာဒါဆိုရင်သူ့ရဲ့ background ကြီးကတော့ခတ်တာဖြစ်တဲ့အတွက်ဖြတ်လို့မရပါဘူးအဲ့တော့သူ့ကိုကျွန်တော်က layer ပွားဖို့လိုအပ်ပါတယ်เนาะအဲ့တော့သူ့ကို selection ဖြုတ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ select ထဲကိုသွားပြီးတော့ဒီ dislike ကိုနှိပ်ပေးလိုက်ရပါတယ် control ရဲ့ G ရဲ့နှိပ်လိုက်ရပါတယ်နော်layer ပွားချင်တယ်ဆိုလို့ရှိရင် control ရဲ့ G ရဲ့နဲ့လည်းတွားလို့ရပါတယ် layer တွေကနေပြီးတော့new ကိုသွားပါ layer visa copy ကိုနှိပ်လိုက်ရပါတယ်နော်ဒါ layer ပွားတာပါ okay ဒီလို layer ပွားပြီးသွားရဆိုလို့ရှိရင်နောက်ခံ background လေးကိုမျက်စိလေးနော်သူ့ကိုမျက်စိလေးနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ကိုဖြစ်ချင်တာဖြစ်လို့ရပြီနော် okayကျွန်တော်တို့ကပေါ့နော်ဒီမှာကိုဖြည့်ချင်တဲ့ဟာတော့အလွယ်တကူဖြတ်ဖို့ပေါ့နော်အရေးမကြီးဘူးဆိုလို့ရှိရင်ဒီလိုမျိုးလာစီယို2တို့ပေါ့နော်ဒီpolygon နဲ့လာစီယို2တို့ပေါ့နော်ဒီလိုမျိုးအလွယ်တကူတွေသုံးလို့ရပါတယ်ကျွန်တော်ပန်2ဒီပန်2ဆိုတာတော့ပေါ့နော်ပန်2သုံးလည်းရပါတယ်ပန်2သုံးတာကျွန်တော်ဓာတ်ပုံတွေပါလိရတော့ပေါ့နော်အဲ့လိုမျိုးအစိပ်ပိုင်းတွေဆိုလို့ရှိရင်ဒါပို့ပြီးအဆင်ပြေတာဆိုရင်ပန်2နဲ့လာစီယို2ဆိုလို့ရှိရင်ကပန်2ကဒါဆိုနည်းနည်းကြာပါတယ်နော်အဲ့တော့သူကလုံနေရကြာပါတယ်အဲ့တော့ကျွန်တော်ကလာစီယို2လေးကိုယူရတာပို့ပြီးတော့အဆင်ပြေပါတယ်နော်အဲ့တော့ကျွန်တော်လာစီယို2လေးကိုယူပေးလိုက်မယ်နော်โอเคဒါကွန်ထရိုးကျင်နဲ့ပွားတာเนาะအဲ့တော့ဒီမှာလာစီယို2လေးယူပြီးတော့ကိုမလိုချင်တဲ့စိတ်ပိုင်းတွေကိုเนาะကိုမလိုချင်တဲ့စိတ်ပိုင်းလေးကိုဒီလိုမျိုးလာစီယို2လေးနဲ့ဝိုက်ပြီးတော့ဖြည့်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်ဒါလေးကိုဖြည့်ပေးနေเนาะโอเคဒါဆိုလို့ရှိရင်တော့နောက်ခံ background လေးကိုမျက်စိမိတ်ထားဖို့လိုတယ်เนาะအဲ့တော့သူ့ကိုဖြည့်ရှင်နေဆိုလို့ရှိရင်ဖြည့်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်မရှိတော့ဘူးเนาะโอเคဒါကတော့ကိုမလိုချင်တဲ့စာတွေကိုဖြည့်လိုက်တာပါโอเคပုံမှန်ဆိုလို့ရှိရင်ဒီ background လေးကတော့ခတ်ထားပြီးတော့သူ့ကိုတွားပြီးတော့ဖြည့်လို့မရပါဘူးဒီလိုမျိုး layer လေးပွားလိုက်မှသာဖြည့်လို့ရပါခင်ဗျာโอเคဒီနေရာလေးမှာကိုကဘာစာထိုးမှလဲဆိုလို့ရှိရင်နောက်ခံ background လေးတစ်ခုပေါ့เนาะအစာထိုးမှာပါအဲ့တော့ကိုထိုးချင်တဲ့နောက်ခံ background လေးကိုထည့်ပေးလိုက်မယ်เนาะကျွန်တော်ကတော့သူ့ကိုဒါလေးစားထိုးပြီးထည့်ပေးလိုက်မယ်เนาะအဲ့တော့ဆွဲပြီးတော့ထည့်ပေးလိုက်ပါမယ်โอเคသူ့ကိုအောက်မှာထားချင်တာဖြစ်ရတဲ့အတွက် layer လေးကိုဖိပြီးတော့အောက်ကိုဆွဲလိုက်မယ်เนาะဒီလိုမျိုးလေးမြင်းလေးတစ်ကြောင်းထပ်နေတဲ့ပုံစံမျိုးလေးတွေ့လို့ရှိရင်လွတ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ရပြီเนาะโอเคရသွားပြီဆိုလို့ရှိရင်သူနဲ့ရတာဆိုလို့ရှိရင်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်အရောင်တွေကတော်တော်လေးကွာနေပါတယ်เนาะအဲ့တော့သူ့ကို resolution လေးပေါ့เนาะသူ့ရဲ့ဒီ fade တွေ obscure ကိုကျွန်တော်ရှော့ပေးလိုက်မယ်เนาะโอเคခုဆိုလို့ရှိရင်ကျွန်တော်ကဒီမှာပေါ့เนาะဒီသူ့ကို obscure ရှော့လိုက်လို့ရှိရင်နောက်ခံဟို pixel ပုံတွေပါနေပါရဲ့အဲ့တော့သူ့ကိုကျွန်တော်ဒီလိုမျိုးလေးဖြစ်မသွားအောင်เนาะဒီလိုမျိုးလေးဖြစ်မသွားအောင်တို့နောက်ခံလေးကိုကျွန်တော်အဝါရောင်လေးထည့်ပေးလိုက်မယ်เนาะအဲ့တော့အဝါရောင်ထည့်ချင်တယ်ဆိုလို့ရှိရင် layer ပေါ့เนาะဒီမှာ layer အသေးလေးခေါ်ပေးလိုက်ပါမယ်โอเคအဲ့ဒီ layer အသေးလေးကိုအရောင်လေးကိုအဝါရောင်လေးဖြည့်ပေးလိုက်မယ်เนาะ
โอเคပြီးသွားလို့ရှိရင်โอเคပေးလိုက်ပါโอเคဒီမှာအကြောင်းဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အလွယ်တကူဆုံး order ရဲ့ base page ရဲ့နဲ့ဖြစ်လိုက်လို့ရပါတယ်เนาะโอเคဒါလေးအခုဆိုလို့ရှိရင်သူ့ရဲ့ပေါ့နော်ဒီအဝါရောင်လေးကိုအောက်မှာထားမှာဖြစ်တဲ့အတွက်ဖိပြီးတော့အောက်ကိုချပေးလိုက်ပါဒါဆိုလို့ရှိရင်သူ့ကို layer လေးရှုပ်ကြည့်မယ်เนาะအဲ့တော့သူ့ကို face မှာ face နဲ့လည်း layer 2လေးကိုရှုပ်ကြည့်မယ်เนาะဟိုဒါဆိုရှင်အရောင်လေးနည်းနည်းလေးမှိန်သွားပါလိမ့်မယ်เนาะအရောင်တိုင်းတောက်နေလို့ရှိရင်မကောင်းပါဘူးအဲ့တော့ပေါ်မှာ option ကိုလည်းရှုပ်ပေးလိုက်ပါမယ်โอเคဒါဆိုရင်ဒီလောက်ဆိုရင်တော့အဆင်ပြေလောက်ပါရဲ့เนาะโอเคပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ကပေါ့နော်ဒါဆိုလို့ရှိရင်ကြည့်ရလည်းမကောင်းပါဘူးဒီမှာအသားတွေကပေါ့နော်ဒီမှာ D ပြတ်နေတဲ့ပုံစံမျိုးတွေပါအဲ့တော့သူ့ကို eraser tool လေးနဲ့သူ့ကိုဝါးသွားအောင်ပြုလုပ်လို့ရပါတယ် eraser tool လေးကိုသုံးလိုက်မယ်เนาะအဲ့တော့ဒီမှာကိုကဒီ layer 1ကိုလုံးဝဖြစ်တဲ့အတွက် layer 1လေးကိုတစ်ချက်နှိပ်ထားပါ eraser tool လေးကိုနှိပ်ပေးလိုက်ပါเนาะeraser tool လေးကိုနှိပ်ပေးလိုက်ပါ eraser tool ဆိုလို့ရှိရင်သူ့ကိုအနားဝါးတဲ့ပုံစံလေးယူမှာဖြစ်တဲ့အတွက်အပေါ်မှာနှိပ်ပေးလိုက်ပါဒီအနားဝါးတဲ့ပုံစံမျိုးလေးကိုတစ်ချက်နှိပ်ပေးလိုက်เนาะအဲ့တော့သူ့ကိုကြီးကျင်နေဆိုလို့ရှိရင် keyboard လေးကနေပြီးတော့4000ခွင်းအပိတ်ခွင်းလေးနဲ့ဒီမှာချက်ပြလိုက်လို့ရပါတယ်เนาะဒါကတော့အကွေးအနားလေးဝါတာပါเนาะဒီမှာကိုဝါကျင်တဲ့ area အတိုင်းအောင်ဒီမှာဝါလို့ရပါတယ်เนาะโอเคဒါလေးကိုပြီးကြမှာဒါလေးကိုကျွန်တော်ကဖြတ်ပြီးတော့ယူလို့ရတယ်เนาะထပ်ပြီးတော့ရှေ့လို့ရပါတယ်โอเคအဲ့တော့သူ့ကိုကျွန်တော်အကုန်လုံးပဲလောက်ရတော့မယ်เนาะအဲ့တော့ဒါလေးကျွန်တော်က background လေးကိုသူ့ကိုအပေါ်လေးကိုတိုးပေးလိုက်ပါเนาะโอเคကြီးကျင်တယ်ဆိုလို့ရှိရင် control ရဲ့ D နဲ့လည်းကြီးလို့ရတယ်เนาะသို့မဟုတ်သူ့ကိုကျွန်တော် control G လေးနဲ့ပွားရတော့မယ်เนาะโอเคဒါဆိုလို့ရှိရင်ရပါပြီเนาะအလွယ်ကူဆုံးဒါ control ရဲ့ order နဲ့ကျွန်တော်အောက်ကိုဖိပြီးတော့ဆွဲလိုက်တာပါเนาะသူတို့နှစ်ခုကို control ရဲ့ E နဲ့ layer လေးပေါင်းပေးလိုက်ပါမယ်အဲ့တော့ကျွန်တော်ကဒါတွေကိုထပ်ပြီးတော့ဖြတ်မယ်เนาะ eraser tool လေးကိုယူပါeraser tool လေးနဲ့ဒီမှာထပ်ပြီးတော့ဖြတ်ပေးလိုက်ပါမယ်เนาะအော်ကို layer 1ကိုတစ်ချက်နှိပ်ထားပါဖြတ်ပေးလိုက်လို့ရပါတယ်เนาะโอเคเนาะဒါတွေကိုလည်းဖြတ်ပေးလိုက်ပါမယ်โอเคကြီးနေဆိုလို့ရှိရင်တော့1400ကနေပြီးတော့4000ခွင်းလေးနဲ့ဒီမှာသေးပေးလို့ရပါတယ်เนาะညသွားလို့ရှိရင် control order z ကိုနှိပ်လို့ရပါတယ်ဒါအနားလေးကိုကြံနေတဲ့ဟာလေးကိုလိုက်ပြီးတော့ဝါပေးတဲ့ပုံစံမျိုးလေးပါနော်အဲ့ဒါလေးကိုလည်းလိုက်ပြီးတော့ဝါပေးလိုက်ပါမယ်โอเคဒါကတော့เนาะဒါအပြင်မှာကျွန်တော်ကဖိတ်စာပေါ့เนาะဒီအလူဖိတ်စာလေးကိုပြန်ပြင်တဲ့အပိုင်းလေးပါเนาะဒီအလူဖိတ်စာတော့သို့မဟုတ်ကိုကနေပြီးအပြင်ကနေပြီး ready made လေးဝယ်ချင်တယ်ဆိုလို့ရှိရင်လည်း ready made လေးဝယ်လို့ရပါတယ်သို့မဟုတ်ဒီလိုမျိုးလေးကိုယ့်ဘာကိုစိတ်တန်းကြလုပ်ရှင်တယ်ဆိုလို့ရှိရင်လည်းကိုယ့်ဘာကိုပြန်ပြီးတော့ပေါ့နော်ဒီ Photoshop နဲ့ပြန်ပြီးတော့ဖြည့်ညက်ကလုပ်လို့ရပါတယ်โอเคဒါဆိုလို့ရှိရင်တော့ရပါပြီနော်โอเคအဲ့တော့ကျွန်တော်ကရောက်သွားရဆိုလို့ရှိရင်ဒီမှာဗာထက်မှာသူ့ကိုနော်အယောင်ကတားကြီးတောက်နေရဆိုလို့ရှိရင်သူ့ရဲ့ option ကိုထပ်ပြီးတော့ရှော့ပေးလိုက်မယ်နော်အဝါရောင်လေးကို option ကိုထပ်ပြီးတော့ရှော့ပေးလိုက်ပါမယ်ဝေးဒါ option ကိုထပ်ရှော့လို့တော့မရတော့နော်အကြံသူကနည်းနည်းဝါသွားတဲ့ပုံစံမျိုးလေးပါအဲ့တော့ fade နဲ့နည်းနည်းလေးထပ်ပြီးတော့ရှော့ကြည့်လိုက်မယ်နော်โอเคအပေါ်ကရောင်လေးပဲထပ်ပြီးတော့ရှော့လို့ရမယ်နော်โอเคအဲ့တော့ layer 2လေးကိုလည်းရှော့လို့ရမယ်နော်ကိုအဆင်ပြေသလိုမျိုးလေး fade လေးကိုရှော့ပေးလို့ရပါတယ်နော်โอเคဒါဆိုရင်ရရင်နော်โอเคအဲ့တော့ဒီထဲမှာကျွန်တော်ကကိုထည့်ခြင်းတဲ့ဖျားပုံလေးဗာလေးထည့်ခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဖျားပုံလေးရှိပါတယ်အဲ့တော့ဖျားပုံလေးထည့်လို့ရရနော်ကျွန်တော်ဖျားပုံလေးကိုဆွဲပြီးထည့်ပေးလိုက်ပါမယ်နော်โอเค
ပြီးသွားပြီဆိုလို့ရှိရင် control ရဲ့ shift key လေးနဲ့ဆွဲပေးလိုက်မယ်နော် okay အဲဆိုရင်ရမယ်နော်အဲ့တော့ဖျားပုံလေးကိုသူ့ရဲ့ layer 1လေးအောက်ကိုထည့်ပေးလိုက်ပါမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်တခြားပုံလေးထပ်ထည့်ခြင်းသေးရဆိုလို့ရှိရင်လည်းဒီမှာပုံလေးထပ်ပြီးတော့ထည့်လို့ရပါသေးရဲ့နော်โอเคဒါဆိုရင်ရမယ်လို့ထင်ပါတယ်နော်ဖျားပုံလေးကိုထပ်ပြီးတော့ကြည့်ပေးလိုက်ပါဦးမယ်โอเคဒါဆိုရင်ရမယ်နော်โอเคကိုကဒီထဲမှာကိုကပေါ့နော်ဒီအလူနဲ့ပတ်သက်တဲ့ဒီမှာပုံလေးလည်းရှိပါတယ်ကိုကထည့်ကျင်တယ်ဆိုလို့ရှိရင်ထပ်ပြီးတော့ထည့်လို့ရတယ်နော်ကျွန်တော်အလူနဲ့ပတ်သက်တဲ့ဒီထဲမှာစာလေးလည်းရှိပါသေးတယ်ကျွန်တော်ရှာကြည့်လိုက်မယ်နော်โอเคဒါလေးဖွင့်ကြည့်လိုက်ပါမယ်ဝေဒီထဲမှာဆိုရင်အလူတော်ဆိုရင်ဒီမှာအလူတော်မင်္ဂလာနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်အလူတော်မင်္ဂလာပေါ့နော်ဒါကိုကျွန်တော်ဒီထဲကိုထည့်ဒီထဲကိုဆွဲထည့်လိုက်မယ်နော်โอเคလုပ်ပေးလိုက်ပါမယ်အလူတော်မင်္ဂလာပေါ့နော်ဒါလေးကိုကျွန်တော်က control ရဲ့ G နဲ့ဒီမှာ control ရဲ့ sorry နော် control ရဲ့ T နဲ့နှိပ်ပြီးတော့စာတွေကိုပြန်ပြီးတော့ပြင်လို့ရပါတယ်နော်အလူတော်မင်္ဂလာပေါ့နော်โอเคဒီမှာကတ်တဲ့ပုံစံမျိုးလေးပါโอเคအဲဆိုလို့ရှိရင်ရမယ်လို့ထင်ပါတယ်နော်အလူတော်မင်္ဂလာအောက်ကဖိတ်ကြားလာတော့စာတော့ရေးလို့ရပါတယ်နော်โอเคဒီမှာဖိတ်ကြားလာတွေကတော့အများကြီးရှိပါတယ်ကိုကြိုက်နေတဲ့အလူတော်မင်္ဂလာဖိတ်ကြားလာအောင်ဒီမှာရေးလို့ရပါတယ်နော်ဒါကဖိတ်ကြားလာနော်โอเคသူ့ကိုကျွန်တော်ကနေပြီးတော့အပေါ်လေးကိုတင်ပေးလိုက်မယ်နော် control ရဲ့ T ရနဲ့တေးပေးလိုက်ပါမယ်နော်โอเคဒါလေးကိုဒီဘက်ဘေးလေးမှာကတ်ပေးလိုက်ပါမယ်နော်တကယ်လို့ကျွန်တော်ဒီ PSD file လေးကိုလိုလို့ရှိရင်လည်းတောင်းလို့ရပါတယ်နော်โอเคအောက်ကပုံကြီးကနေနဲ့ခဏသူ့ကိုဖြောက်လိုက်မယ်နော်မျက်စိလေးမှိတ်လိုက်ပါโอเคဒီလိုမျိုးလေးတွေပေါ့နော်ဒီလိုမျိုးရိုးရိုးရှင်းရှင်းနဲ့လည်းလုပ်ရှင်တယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရပါတယ်ဒါကတော့ကိုယ့်ဘာကိုပေါ့နော်ဒီဖိတ်စာကိုပြန်ပြင်တဲ့ပုံစံမျိုးလေးပါโอเคဒါဆိုလို့ရှိရင်တော့ရမယ်လို့ထင်ပါတယ်โอเคဒီ PSD file လေးကိုဒီ file လေးကိုလိုလို့ရှိရင်လည်းပြောပါကျွန်တော် comment လေးရနေပြီးတော့တောင်းလို့ရပါတယ်เนาะကျွန်တော်linkလေးနေနဲ့ကျွန်တော်ပြန်ပေးပါမယ်ခင်ဗျာโอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီဖိတ်စာပုံစံမျိုးလေးကိုလောက်တာလေးကိုလည်းရမယ်လို့လည်းထင်ပါတယ်เนาะခုအစမပြေဟာနားမလည်ရရှိခဲ့လို့ရှိရင်လည်းဖိတ်စာပေါက်လေးရဖြစ်စေ comment လေးရဖြစ်စေဝင်ရောက်ပြီးတော့မေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးတွေ့လည်းအကျိုးရှိမယ်လို့လည်းထင်ပါတယ်အားလုံးပဲအဆင်ပြေပါစေခင်ဗျာ